primary 6 level မှာပါတယ် area ရှာတဲ့ပုံစံလေးတစ်ခုပြန်ရှင်းပြမယ်နော်မိကုံက the figure is made out of two similar triangle and a square find its area ဒီထဲမှာတရိကံပုံစံတူတာနှစ်ခုပါတယ်စတူရန်တစ်ခုပါတယ်သူတို့ရဲ့ area ကိုရှာပါဒါဆိုဒီပုံရဲ့ area ကိုရှာမယ် area of figure ဒီပုံရဲ့ area ဒီပုံရဲ့ area မှာဆိုရင်တူညီတဲ့ triangle နှစ်ခုပါတယ်ဆိုတော့2 multiply area of triangle ပြီးတော့စတူရန်တစ်ခုပါတယ်ဆိုတော့ area of square အဲ့နှစ်ခုပေါင်းလိုက်လို့ရှိရင်ဒီပုံရဲ့ area ရပြီခဲဒါဆို triangle area ရှာတဲ့ပုံသင်ကြီးကိုရေးရ1.2 multiply base multiply height အတူပေါက်ပဲရေးလိုက်မယ်နော်ဒါက triangle အတွက် plus area of square side multiply side ဒါ area of square ကဲဟုတ်ပြီအဲ့တော့ဒီမှာဒီနှစ်နဲ့ဒီနှစ်နဲ့ခြေသွားပြီဆိုတော့ပြန်မရေးတော့ဘူး base and height ပဲထည့်လိုက်မယ်ကြည့်ပါဒီမှာ base က8 cm 8လို့ထည့်လိုက် height ကဒီကနေဒီထိအဲ့ဒါဟာစတူရန်ရဲ့အနားတစ်ဖက်ဖြစ်တဲ့အတွက်စတူရန်ဆိုတာ all side ရ equal အနားတွေအားလုံးတူတယ်သူ x ဆိုရင်သူလည်း 8ပဲမပြောထားလဲကိုယ့်ဟာကိုသိရမယ်အဲ့တော့ 8 plus စတူရန်ရဲ့အနားတွေက all side are equal အနားတစ်ဖက် x ဆိုကျန်တာအားလုံးက8 cm ပဲအဲ့တော့သူလည်း8 multiply 8အဲဆို64 plus 64ဒီနှစ်ခုပေါင်းလိုက်မယ်နော်128 unit က centimeter square ဖြစ်ပါတယ် area ရဲ့ unit ကိုတက်ထားပါတယ်ဒီမှာ8ကလည်း centimeter 8ကလည်း centimeter square ဖြစ်ပါတယ်เนาะဒါကတော့ area ရှာတဲ့ပုံစံလေးပါ